အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့မုံတို့အိမ်မှာချက်သားပလာတာလှူစားကြပါတယ်ဒါကတော့ပါဝင်ပစ္စည်းတွေပါကလပ်ပဲရဲ့တကြပိုးကောက်ကရဝီရွက်အာလူစီတဲရွက်ချက်သွန်နီချက်သွန်ဖြူချင်းရဲ့အချင်းလို့ဖို့အရွက်တည်ရဲ့ရိုတီပလာတာပေါ့နော်အဲ့ဒါ ready made ပဲမဝဲလိုက်ပါတယ်ပြီးချက်သားရေပေါ့နော်ပထမဦးဆုံးမွန်တညရေစိမ်ထားတဲ့ကလပ်ပဲကိုအရင်ပြုတ်ပါမယ်ပဲကိုတညလုံးရေစိမ်ထားလို့အများကြီးတည်ထားစရာမလိုပဲထောင်းစရာလည်းမလိုပဲနဲ့ပြုတ်လေးပျော့သွားပါတော့ပဲလေးကမထောင်းမနဲ့ဦးသူကဒီမှာချီးနေပြီဒီမှာကြိတ်စရာမလို့တော့ပဲတွေကအကုန်လုံးပျော်သွားပြီပြုတ်ယုံနေတညရေစိမ်ထားလိုက်တာပါဒါကတော့ချက်သားစီတက်ဖို့ပါဒါဆိုရင်မောစီတက်တော့မယ်နော်စီပူလာလို့ရှိရင်တစ်ချက်ပိုးကောင်းတဲ့ကရီရွက်ကိုအရင်ဆုံးစီတက်လိုက်ပါမယ်အနေလေးမှုေးလာပြီဆိုလို့ရှိရင်မောထောင်းထားတဲ့ချက်တုံနီချက်တုံဖြူချင်းကိုထည့်ပါမယ်ချက်သွန်တွေနွန်းသွားတာနဲ့မုံမြုပ်ဒီအစိမ့်မှုန်ထည့်ပါမယ်စီတက်တဲ့ချိန်မှာမုံစီတွေအများကြီးမထည့်ပါဘူးပဲဟင်းချက်တဲ့အချိန်မှာစီတွေဝေ့နေတာကိုလည်းမကြိုက်လို့ပါစီတက်တဲ့တွေကိုတခါတည်းမဆလာပါထည့်ပြီးတော့တက်ပါမယ်ပြီးတာနဲ့ချက်သားထည့်လိုက်ပါမယ်ပြီးသွားရင်ရေလေးနည်းနည်းထည့်ပြီးတော့ခဏနှက်ထားလိုက်ပါမယ်မီအေးအေးလေးနဲ့ပြီးသွားရင်ကြော်ထားတဲ့အာလူလေးတွေကိုထည့်လိုက်ပါမယ်အာလူလေးတွေကိုအခွန်နွားအတုံးလေးတုံးပြီးတော့စားစနွင်းနေမယ်ပြီးသွားရင်ဒီလိုမျိုးလေးအပေါ်ရန်ကြောလေးတင်းသွားအောင်လို့အရင်ဆုံးကြော်ပြီးမှချက်သားတွေကိုရောပါမယ်အခုဆိုရင်တော့ချက်သားနဲ့အာလူနဲ့ရောထားတာအာလူလေးတွေလည်းပျော့နေပြီချက်သားလေးတွေလည်းနူးနေပြီဆိုရင်မောပြုတ်ထားတဲ့ပဲတွေကိုထည့်လိုက်ပါမယ်ဒီပဲတွေကလေးမောထောင်းထားတာမဟုတ်ဘူးသူကတည်းကပျော့သွားပါတော့ရေတညစိမ်ပြီးမှပြုတ်လိုက်တော့ထောင်းစရာမလိုတော့ပြီးသွားလို့ရှိရင်မောရေနွေးထည့်လိုက်ပါမယ်လိုတလောက်ပေါ့နော်ပြည့်လေးကြရင်ပြည့်လေးတင်မင်းနဲ့ချစ်ချစ်လေးကြရင်ချစ်ချစ်လေးတင်ပါပေါ့ဒါကတော့မောပလာတာကြော်ပါတော့မယ်这个เอาไว้ก่อนအဲ့ဒါကဘလူးကြီးတမျိုးကြီးပါအဲ့ဒါကိုကြောရမှာစီနဲ့ဘလူးတိုင်းချင်ဒီမှာနော်ဒီလိုစိတ်ချက်ပါလားရပြီဟုတ်ထားပါပေါရောက်လာတော့တော့ဝမ်းထားလိုက်ညကြရတေးရုံမှာပေါ့ငါလည်းပညာဒီပဲဒါဆိုရင်မို့အချင်းသုံးလုပ်ဖို့အတွက်ပြင်မာတော့မယ်ချက်သွန်နီရဲ့ခေါ်ပြီးရဲ့ပူစီနဲ့ရဲ့တမယာလေးရဲ့ငရုတ်သီးစိမ်းရဲ့ပါအားလုံးလေးလို့ပြီးသွားတာနဲ့စားနေနေရဲ့ချုံမုံစားရင်လည်းချုံမုံနည်းနည်းရဲ့ထည့်ပြီးတော့တမယာလေးညစ်ပြီးတော့နေရုံပါပဲ
ထားကခုနကကြော်ထားတဲ့ပလာတာလေးတွေကိုနှွေနေရပါပလာတာအသားလေးကနှုတ်ဤပြီးတော့တကြားနဲ့စားရင်လေသူကစားလို့ကောင်းတယ်အခုဆိုရင်တော့ပဲဟင်းကျက်သွားပါပြီပဲဟင်းလေးကိုမစားနေထည့်တယ်တကြားနဲ့ထည့်တယ်ချိုးမိုးတော့မထည့်ပါဘူးပြီးသွားလို့ရှိရင်စီးသက်ရွက်ထည့်ပါမယ်အနဲ့လေးမွေးသွားအောင်လို့ဘုံနုဖက်မှာတော့ဒီဟာကိုပြင်းတော့သိရွက်လို့ခေါ်တယ်ပြင်းတော့သိရွက်လေးထည့်ပါတယ်ပြီးသွားရင်စားလို့ရပါပြီခုဆိုရင်တော့စားဖို့ ready ဖြစ်နေပါပြီ။မိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ရှင်။